ဘာဖြစ်လို့ကိုကတေချာယူတာလေအဲ့လိုမျိုးရှုပ်တဲ့ကလေးကတတိမီးကိုမေကွန်တစ်ခုရှိတယ်မီးကလေးယူမိတာပေါ့နော်မီးရဲ့ဘဝမှာမှားလားမှန်လားဆိုမှားတယ်ဟာကလေးယူမိတာမှားလားမှန်လားဆိုဘယ်လိုတွေးလဲလို့ပြောဒီပြေကောင်းတဲ့အရာလည်းရှိတယ်မကောင်းတဲ့အရာလည်းရှိတယ်နော်ကလေးယူတာနော်ဒီမေကွန်တော်တော်တက်တယ်မှားလားလို့မေးဒီလိုချစ်စရာကောင်းတဲ့သားလေးထွက်တာဆိုတော့မမှားဘူးဒါပေမဲ့ကိုယ့်ရဲ့လွတ်လပ်နေတဲ့အချိန်တွေကိုတော့ပေးလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လူငယ်တွေအနေရပြန်တွေးမယ်ဆိုလို့ရှိရင်တော့မမှားပါဘူးဘာလို့ကိုကနီးရဖူဖာလေးကိုကမိတို့နှစ်ယောက်ကကြတော့ဘိုက်ကြီးတော့မှနှစ်ယောက်သာလက်ထထက်တာမဟုတ်ဘူးအဲ့လိုမျိုးမဟုတ်ဘူးဒါကတော့မိတို့လူငယ်နဲ့ယူတယ်ဆိုတော့လူတော်များများစိတ်ထဲမှာတော့ထင်နေမယ်သူနဲ့မီးနဲ့ယူပြီး2နှစ်လောက်ကြာမှကလေးရရတာ1နှစ်လောက်ကလေးယူရတယ်လုံးဝ1နှစ်လောက်နေတဲ့အချိန်မှာလုံးဝဆုံးဖြတ်ချက်ချပြီးတော့မှဖူဖာလေးကိုယူတာကိုရင်မမီတို့ကလေးယူကြမယ် ready လားလို့မေးတဲ့ခါကျမှတယောက်နဲ့တယောက်က ready ဖြစ်ပြီဆိုကမှကလေးကိုစယူတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်နိုင်ရလားလို့မေးတော့လုံးဝနောက်နိုင်မရဘူးကိုဘာဖြစ်လို့ကိုကတေချာယူတာလေမှန်ဘူးအဲ့လိုမျိုးရှုပ်တဲ့ကလေးကလေလို့အဲ့ဆိုနောက်နိုင်ရလားလို့မေးရဆိုလို့ရှိရင်တော့နောက်နိုင်မရပါဘူးတက်ဆတာခုနနောက်နိုင်ရတယ်လို့ပြောတာကွာခြားချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့နှစ်ယောက်တည်းအတူတူသွားရတဲ့အချိန်ကြီးဆိုလို့ရှိရင်တော့လွတ်လပ်မှုရှိတယ်အဲ့လိုမျိုးလွတ်လပ်မှုရှိတဲ့ဆိုပေမဲ့ကျန်တဲ့အရာတွေကလည်းစိတ်ညစ်မှုဆိုတာပါလာသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ तू နေရာနဲ့ तू နဲ့ तू အချိန်နဲ့ तू ပဲခလေးနဲ့ကြတော့စားတောက်ဆိုင်သွားထိုင်တဲ့နေရာတို့အမျိုးအပြင်သွားတာဘာညာတရကအဲ့လိုမျိုးနေရာတို့နည်းနည်းရှုပ်တယ်ဆိုပေမဲ့သူ့အတွက်နော်ညအိယာဝင်ချိန်တို့ပြီးရင်မိုးလင်းတဲ့အချိန်နဲ့ဆိုလို့ရှိရင်တော့ तू နဲ့နှစ်ပန်းလုံးနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပျော်ရွှင်စရာတော့ကောင်းတယ်ပေါ့နော်အဲ့ဒီတခါလေးကျရင်ပျော်ရွှင်စရာရှိတယ်လို့စိတ်ညစ်စရာလည်းရှိတယ်နော်နောက်တစ်ခုကကျတော့မိသားစုပို့ပြီးတည်မြဲစေတယ်ကလေးတစ်ယောက်ယူလိုက်တာဖြစ်တဲ့အတွက်အရင်တော့ဆိုလို့ရှိရင်တကယ်လို့သာမီတို့2ယောက်တည်းဖြစ်နေမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့အေးနင်လည်းကွဲလို့ရတယ်ငါလည်းကွဲလို့ရတယ်ဘာမှမဖြစ်ဘူးဆိုတဲ့စိတ်တွေဖြစ်လာလိမ့်မယ်တစ်ချိန်လုံးကွဲမယ်ဆိုတဲ့အကြောင်းတွေးမယ်အိမ်ဘဝဆင်းကျင်နေဆိုတဲ့အကြောင်းတွေအများကြီးတွေးနေမယ်ဒါပေမဲ့ကလေးရလာတဲ့အချိန်မှာကျတော့ဒီလိုဟာတွေကကျတော့တွေးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်စကားများလို့တွေးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့အော်ငါကလေးရှိသေးတယ်ငါကလေးတော့ငါမထားခဲ့နိုင်ပါဘူးဆိုတဲ့အတွေးတွေဖြစ်လာတယ်အဲ့ကြတော့မိသားစုတွေကပို့ပြီးတော့ချစ်တယ်ညီလည်းငါ့ကိုထားခဲ့ရတာမဟုတ်ပဲနဲ့တယောက်နဲ့တယောက်လည်းမိလည်းပြန်တွေ့တယ်တကယ်လည်းဟုတ်တာလေအရာပေါ့မိသားစုပို့ပြီးခင်တွဲမှုရှိလာနောက်တစ်ခုကလေကိုယ့်ရဲ့အနာဂတ်ကိုပို့ပြီးတွေးလာနှစ်ယောက်တည်းနေတဲ့အချိန်တော့ကျတော့အနာဂတ်ဆိုတာတိတ်မရှိဘူးတနေ့တနေ့စားမယ်သွားမယ်လာမယ်ရင်တော့ဆိုမိတို့ခီးတားသွားကြတယ်တခါတလေဆိုလို့ရှိရင်အိမ်မှာတော့9တလလုံးမှာ9ရက်လောက်ပဲနေတာမျိုးရှိတယ်ဟုတ်တယ်တစ်ချိန်လုံးသွားတယ်အဲ့လိုမျိုးဆိုတော့ဘာဖြစ်လဲဆိုတော့အဲ့ချိန်တော့ကျတော့ကိုကအနာဂတ်မရှိဘူးလေကိုအတွက်ကိုရှာတဲ့ပတ်စံကိုရှာရင်ရှာလိုက်သုံးလိုက်တိုင်းမဲ့စုဆောင်းတယ်နော်မိတို့ကတယောက်နဲ့တယောက်တော့စုဆောင်းမှုရှိတယ်ပတ်စံကတော့စုဆောင်းတယ်မိရဲ့အရင်တည်းကခလေးရှိလာတဲ့အခါကျတော့ပို့ပြီးတော့အသွေးဖြစ်သွားတယ်သူ့အတွက်ဆိုတဲ့အနာဂတ်ဆိုတဲ့အသွေးသူကြောင်းတက်ရမယ်သူကြောင်းတက်တဲ့ခါကျရင်ဘယ်လိုမျိုးကြောင်းတက်ရမလဲသူ့အတွက်ဘယ်လိုမျိုးထားပေးရမလဲဆိုတဲ့နောက်ပြီးလို့ရှိရင်သူ့ရဲ့စရိတ်ကတော်တော်ကြီးတယ်အဲ့ဒါကြောင့်မလို့ဘယ်လိုမျိုးရှာထားမှရမယ်ဆိုတဲ့အတွေးတွေကအများကြီးဝင်လာတဲ့အခါမျိုးမှာကိုယ့်ရဲ့ stress တွေအရင်များတဲ့ထဲမှာကိုကအလုပ်ပို့ကြိုးစားတဲ့အခါကျတော့အနာဂတ်ဆိုတာပိုဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးတော့ဖြစ်လာတယ်တနေ့တာတနေ့ပေါ်ပြမသုံးတော့ဘူးနော်ကိုယ့်ရဲ့ဘဝကိုအဲ့လိုဖြစ်လာပါတော့နော်ကိုကလို့ရှိရင်ငါအလုံးမလုံးကိုမရဘူးဆိုတဲ့အတွေးမြဲဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီနေရာမှာလည်းအရင်ကိုယ့်ရဲ့ဘဝကိုချုပ်လို့မရဘူးမီအဲ့လိုဆိုရင်လေမီးရဲ့ကိုရဲ့လေအမျိုးလုံးဝလုံးဝရံဖြစ်ကြမယ်နော်ဒါကတော့တရားနဲ့အချိန်မပေးတယ်ကိုပြောသလိုအရင်ဗီဒီယိုပြောခဲ့လို့ပဲအချိန်မပေးရင်လည်းပြဿနာဖြစ်ကြမယ်ဒါကတော့ကိုယ့်ရဲ့ balance ချိန်ပေါ့နော်အဲ့လိုလေး balance အဲ့တော့သူကလေးနဲ့သူ balance ညီနေတယ်ဆိုလို့ရှိရင်တော့အားလုံးအဆင်ပြေပါတယ်အဆင်ပြေပါတယ်ကလေးမွေးတာနဲ့ပတ်သက်ပြီးတော့နောင်တဆိုတာမရှိပါဘူးအဲ့လိုလေးတော့ရှိပါလေအဲ့လိုလေးရှုံနေတာတော့တော်တော်အဆအဆုံးတော်တော်ကြည့်လိုက်ပါဘယ်လောက်တောင်ရှုံလဲဆိုတော့